ထပ်စပီအိုင်နဲ့ဆောရတဲ့ဒီမစမန်းဟီယိုတွေကိုခရီးကဲအိုင်နယ်တွေပြောင်းပြီးထဲဆော့ကြည့်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြင်းတစ်ခုရှိတယ်ပထမတစ်ခုကကိုကဒီခရီးကဲအိုင်နယ်တွေပြောင်းပြီးထဲဆော့ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကိုင်တဲ့ဟီယိုကဆောင်းဟန်းကျန်းနေမယ်ဒုတိယတစ်ခုကကိုကိုင်တဲ့ဟီယိုကဓာတ်မိလည်းမထွက်ကြမ်းလည်းမကြမ်းခဏခဏတင်ပြီးခွေးဖြစ်နေမယ်ကိုကိုင်တဲ့ဟီယိုကျန်းနေမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒါမှမဟုတ်ကိုကခဏခဏရှောနေမယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြင်းနှစ်ခုရှိတယ်ပထမတစ်ခုကတော့ကိုကဒီဘွဲကိုလုံးဝအရှုံးဝေးပေးနဲ့တေချာဖမ်းပြီးတော့ဖုတ်ကတ်ထားပြီးပြန်ဆော့မယ်ဒုတိယတစ်ခုက6ပလိုလေးကိုကူညီတောင်းမယ်အရှုံးဝေးပေးနဲ့ဂိမ်းကိုတေချာပြန်ဆော့မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒါမှမဟုတ်6ပလိုလေးကိုကူညီတောင်းမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ခြင်းနှစ်ခုအနေပါမင်းက6ပလိုလေးအကူအညီတောင်းမို့လားဒီနေ့မှာတော့ညီကိုတို့တွေနဲ့6ပလိုလေးကိုလည်းအကူအညီမတောင်းရအောင်ဘယ်ဟီယိုတွေကထပ်စပီအိုင်နဲ့လိုက်ဖက်တယ်ဘယ်ဟီယိုတွေကခရီးကဲအိုင်နဲ့လိုက်ဖက်တယ်ဆိုတော့ပြပြပေးပါမယ်အမောင်သောတစ်ကောင်နေကတော့ကလောက်ပါကလောက်ကတော့ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲဒီမစမန်းဟီယိုကထပ်စပီအိုင်နဲ့ဆော့ရတဲ့မစမန်းတစ်ကောင်ဆိုတော့ဒီဟီယိုကိုခရီးကဲအိုင်နဲ့ဆော့တင်လားဆိုပြီးမပြောခင်မှာသူ့ရဲ့စပေးတွေကိုအရင်ဆုံးကြည့်ရအောင်ကလောက်ရဲ့အဓိကဓာတ်မိပေးတဲ့စပေးကသူ့ရဲ့ ultimate blessing ပါဆိုတော့ကျွန်တော်ကတော့ခရီးကဲဓာတ်မိဆိုတာက basic ထပ်မှာပို့ပြီးအလုပ်လုပ်တာများတယ်ဆိုတော့ကလောက်ကိုခရီးကဲအိုင်နဲ့ထည့်ပြီးတော့ blessing ခွဲလို့ရှိရင်ထင်တော့ဓာတ်မိထွက်နေမှာမဟုတ်ဘူးဆိုတော့အထက်စပီနဲ့ဒီ AS synergy ကကလောက်နဲ့ပို့ပြီးတော့မှ live ဖက်ပြီးတော့ခရီးကဲအိုင်နယ်တွေထက်ဓာတ်မိပုတ်ပြီးထွက်နိုင်မယ်ပြီးတော့ခရီးကဲအိုင်နယ်တွေရဲ့တစ်ခုဖြစ်တဲ့ဘစကာဗျူတီတို့လိုအိုင်နယ်တွေကလိမ့်မှထိရများတယ်ဒါပေမဲ့ကလောက်ဆိုတဲ့ဟီးရိုဗျာမင်ဂိမ်းမာတွေကဖိုက်တာလိုဝင်ပြီးတော့ဗဒိတ်လိမ့်ဆိုင်ရတဲ့ဟီးရိုကောင်ဖြစ်တဲ့အတွက်ကလောက်နဲ့အရင်လိုက်ဖက်မနေဆိုတော့နောက်ဆုံးအနေနဲ့ကလောက်ကိုကျွန်တော်ပုံမှန်စောင့်နေကြအတိုင်းပဲ Horizon Side Demon Hunter ဆော့ Goran Stat စတဲ့ဂျင်မိုထက်စပီအိုင်နယ်နေနဲ့ပဲစော့တင်ပါတယ်ဒုတိယတစ်ကောင်အနေနဲ့ကတော့မီယာပါအစားတော့ကကျွန်တော်ဒီကောင်မထည့်ဘူးလို့စဉ်းစားထားရဆိုပေမဲ့အခုနောက်ပိုင်းထက်စပီနေနဲ့စော့လာကြလို့ဗျာဆိုတော့မီယာခရီးကဲအိုင်နယ်နဲ့စော့တင်လားစော့တင်တယ်ဘာလို့လဲဆိုတော့မီယာက basic အထက် DB ရဲ့ hero ဖြစ်ပြီးတော့မှကျွန်တော်ရှင်းမှပြောခဲ့သလိုခရီးကဲက basic ထက်ထိလိုက်မှာတော်တော်လေးအလုပ်လုပ်တာဖြစ်တဲ့အတွက်ဒီ hero နဲ့တော်တော်လေးမှလိုက်ဖက်တယ်တတိယတစ်ကောင်မပြောခင်မှာကျွန်တော် YouTube channel ကဖွင့်ထားတာလည်းမကြသေးသလိုလိုအပ်ချက်တွေအများကြီးရှိနေသေးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ content တွေကိုပဲကြိုက်လို့ပဲဖြစ်ဖြစ်ညီကိုတို့အတွက်အကျိုးရှိလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့ like လေးချက်နဲ့ကူညီပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတိယတစ်ကောင်လေးနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ hero ကတော့ Curry ပါတက်ကီလာ hero တစ်ကောင်ကို creator နဲ့စောတင်လားဆိုပြီးပြောနေတာကရည်စရာနည်းနည်းကောင်းနေဆိုပေမဲ့ကျွန်တော်မနှင်းညတော့အဲ့လိုမျိုးတစ်ကောင်ကိုတွေ့ခဲ့လို့ပြပြပေးတာဆိုတော့အခု video ကြည့်နေလူတွေမမရအောင်ကျွန်တော်ပြပြပေးမယ် Curry ကို creator နဲ့လိုက်လား no လုံးဝမလိုက်ဘူးဘာလို့လဲဆိုတော့ဒီကတော့ရှင်းရှင်းလေးပဲဗျာ Curry ဆိုတဲ့ hero က passive ကနေ true damage ထွက်တဲ့ hero တစ်ကောင်ဖြစ်ပြီးတော့ creator line တွေရှောက်ထိပ်ပြီးစော့နေမယ်ဆိုလို့ရှိရင်လည်း damage ထင်သလောက်ထွက်မှာမဟုတ်ဘူးဥပမာအနေနဲ့ပြောရရင်ဘရိုကသူမကိုချစ်လေသူမဘရိုကိုပြန်မချစ်တာမျိုးပေါ့ပြီးတော့ Curry ဆိုတဲ့ hero ကတန့်ကီလာဆိုတဲ့အတိုင်းပဲတွေးရများတဲ့တက်တွေကိုမင်းလားဆိုပြီးမေးပြလို့ရတဲ့မစမန်းတစ်ကောင်ပြီးတော့ Curry ဆိုတဲ့ hero က true damage DB ရဲ့ hero ဖြစ်တာဖြစ်တဲ့အတွက် cricket ဘေးနဲ့လုံးဝမလိုက်ပါဘူးဒီ၄ခေါက်မြောက်ကောင်ကိုပြောမှတော့ကျွန်တော်နည်းနည်းလေးကြောက်မိတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်ခုလက်ရှိပြောနေတဲ့ cricket အထက် speed တွေနဲ့ပတ်သက်ပြီးတော့ social မှာအရန်ပွဲဖြစ်နေတဲ့ hero တစ်ကောင်ပါဟုတ်ပါတယ်မော်စကိုပါဆိုတော့ဒီကိစ္စကိုကျွန်တော်ဖြေရှင်းပေးပါမယ်ဆိုတော့ပထမဆုံးအနေနဲ့မော်စကိုကို cricket အိုင်နဲ့စောတင်လား yes စောတင်တယ်ဘာလို့လဲဆိုတော့မော်စကိုဆိုတဲ့ hero က basic ထက်အသုံးပြုပြီးစောရတဲ့ hero တစ်ကောင်ဖြစ်တဲ့အတွက် basic ထက်ထိတိုင်းမှာ cricket damage ကဆောင်းဝမ်းကျန်းနေမယ်စောတင်တယ်ရဒါပေမဲ့ cricket only လည်းမကောင်းပြန် cricket only ကြီးမစောတင်ဘူးဆိုတာကလည်းအကြောင်းရှိတယ်ဘာလို့လဲဆိုတော့အထက် speed မရှိလို့ရှိရင်မော်စကိုဆိုတဲ့ hero က DB ရဲ့ကြအထက် speed လေးမြန်နေမှ damage လေးပို့ပြီးတော့မှထွက်လိမ့်မယ်ဆိုတော့ကျွန်တော်ကတော့ cricket eye နဲ့ only ဆက်ပြီးစောင့်နေမယ်ဆိုလို့ရှိရင်လေဒီ မော်စကိုဆိုတဲ့ hero ကအရင် perfect ဖြစ်တယ်လို့ပြောလို့မရဘူးလို့နားနိုင်မယ့်အရာနဲ့တွဲပြီးရမယ်ဆိုလို့ရှိရင်သူ့ရဲ့ scale 1ကိုပဲကြည့်ကြည့်ဗျာသူ့ရဲ့ scale 1သုံးပြီးတော့ basic ထပ်ပြစ်လိုက်တိုင်းမှာသူ့ရဲ့ scale 1ကကိုအောင်လေးတွေရောသွားတာကိုတော်တော်များများဒိတ်ထားမိမယ်ထင်တယ်အဲ့လိုပဲဗျာတလားဘလို့တော့ cricket eye နဲ့ကြီးဆက်ပြီးတော့ဗစဲကြားတော့မြန်မာလိုတယောက်တည်းဝင်သွားမယ်ဆိုလို့ရှိရင်ဗျာဘလို့တို့ဖမ်းရတာတော်တော်လေးလွယ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်ကတော့ မော်စကိုကို cricket eye နဲ့ဆော့လို့ရတယ်ဒါပေမဲ့ attack speed eye နဲ့ရောပြီးဆော့မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကောင်းလိမ့်မယ်ဆိုတော့ မော်စကိုအတွက် eye နဲ့ပြီးအနေနဲ့ကတော့ attack speed eye နဲ့ရ crossing side Goran Stat cricket eye နဲ့ရ Pascal Beauty စတဲ့ဒီ eye နဲ့သုံးဝက်နဲ့ပွဲချင်းတွေပေါ်မူတည်ပြီးတော့နောက်ထပ် eye နဲ့နောက်ကွက်ကိုဖတ်ဆက်လို့ရပါတယ်နောက်ဆုံးတစ်ကောင်အနေနဲ့ကတော့ game player တွေအကြိုက် Hanabi လို့ပြောရမယ် Hanabi ကိုအခုနောက်ပိုင်းမှာ attack speed အပြုံမှာ cricket eye နဲ့ဆော့တာကိုတွေ့ရတယ်ဆိုတော့ Hanabi ကို cricket eye နဲ့ဆော့လို့ရတာပေါ့ရတယ်ဒါပေမဲ့အကောင်းဆုံးတော့ဟုတ်နေ Hanabi ကတော့တော်တော်များများတီးတော့ကြောက်မှာဖြစ်တဲ့အတွက်ကျွန်တော်အများကြီးမပြောတော့ဘူးဗျာ AOE damage ထွက်ပြီးတော့ 10-5 focus ရတာဖြစ်တဲ့အတွက် attack speed ရပို့ပြီးတော့မှကောင်းလိမ့်မယ် critical ဘေးအနေနဲ့ကတော့ single target ပုံစံမျိုးဖြစ်သွားတာဖြစ်တဲ့အတွက် roll နဲ့ရိုင်းကိုက်မိနေတော့ဘူးဗျာ Hanabi အတွက် eye ဘေးအနေနဲ့ကတော့ crossing strike Goran Stat Demon Hunter ဆော့အပြင်ပွဲချင်းတွေပေါ်မူတည်ပြီးတော့နောက်ထပ် eye နောက်ကွက်ကိုထပ်ဆက်လို့ရပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျပိုကောင်းတဲ့နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ကျွန်တော်ဝိုင်းပါ